ကဲအဲ့ဆိုဟုတ်ပြီနော်ဒိုးတွေကဒီမှာကြည့်ညှက်ချလိုက်တော့ဒိုးဒီပုံစံလေးရသွားပြီဒါပေမဲ့ဒိုးတွေကနော်ပြောရရင်ဒီမှာလေးမှတ်ထားတဲ့အရာတွေကဒါဒီမှာစာတင်ပေးတဲ့အတွက်မှတ်တဲ့အရာတွေကများတော့ပတန်ညစ်ပတ်နေတာပေါ့နော်တို့ကပြီးဒီပတန်ကြီးကိုမိတ်တူကူးမယ်မိတ်တူကုတ်ပြီး body လေးမှာဒီလိုညစ်ပတ်ရာတွေမပါအောင်ဘယ်လိုလှလှလေးလုပ်လဲဆိုတာလည်းပြပေးမယ်နော်ကဲအဲ့ဒါဆိုရင်တို့ကြည့်ဒုတ်ကကြီးနဲ့ညှက်ချလိုက်တော့ဒီပုံစံဖြစ်သွားပြီဒါဆိုရင်ဒို့ body မှာနော်တို့ body မှာယူရတဲ့ဒါပင်မမိတ်တူထုတ်ထားတဲ့စစ်နဲ့3တွေ့လားဒါကတို့အပိုယူထားတဲ့သူ့ရဲ့ဘေးမှာကတ်တဲ့စစ်အဲ့ဒါတို့ကဒီနေရာကိုဒီမှာခောက်လိုက်မယ်နော်တွေ့လားတို့ပင်မကြီးယူထားတဲ့ဒီမိတ်တူနေရာကိုတို့တက်ကတ်လိုက်မယ်တွေ့ရနော်ဒီပုံစံရသွားပြီတစ်ခေါက်နော်လေယာလေးတစ်ခုရသွားပြီပြီးရင်တို့ကဒီစစ်ကိုလည်းတို့ကဒီမှာကြည့်ဒီလိုလေးခောက်ချလိုက်မယ်ဒီမှာတွေ့လားသူ့ရဲ့ခါတန်ဖို့နော် body ရဲ့ခါတန်ဖို့ပဲဘာမှအပိုလို့မရှိဘူးဒီမှာလေယာလေးပေါ်သွားပြီတွေ့ရနော်ဒီမှာနှစ်ခေါက်ဒီမှာတွေ့လားသူ့ရဲ့အထက်လေယာလေးကဒိုတွေပါဖြစ်လဲပေါ်သွားပြီဒီဘက်အချမ်းလေးအိတ်တိုင်းပဲဒိုဒီအပိုယူထားတဲ့နေရာကိုဒီလိုလေးခောက်ပြီးတော့သူ့ဒီမှာပင်မယူထားတဲ့မိတ်တူထုတ်ထားတဲ့နေရာကိုလက်ထိလိုက်ရင်ဒိုလိုချင်တဲ့လေယာတိတိကျကျလေးတွေ့လားဒီပုံစံလေးရသွားပြီနော်ဒီပုံစံလေးရသွားပြီကဲဒီပုံစံလေးပေါ်သွားပြီပေါ့နော်တို့အယုံမှာပြထားတယ်ဒီပုံစံလေးပေါ်သွားပြီဒါပေမဲ့တို့ကဒီမှာဘာဖြစ်လဲညစ်ပတ်မနေဘူးလားညစ်ပတ်နေတာဖြစ်တဲ့အတွက်ဓာကြီးကိုပြန်ဖြန့်ပြီးတော့တို့ရီကမိတ်တူကူးထုတ်လိုက်မယ်အဲ့ဒါလေးကိုတစ်ချက်လိုက်ကြည့်မယ်နော်ကဲဟုတ်ပြီနော်တို့တွေကအဲ့ဒါဆိုရင်ကြည့်တို့ကဒီမှာပြပေးတာကိုနားလေအောင်ဖြစ်တဲ့အတွက်အမှတ်သားတွေအများကြီးမှတ်ထားတယ်ဆိုတော့ပတန်ညစ်ပတ်နေတယ်ပတန်ညစ်ပတ်နေတဲ့အခါကျတော့ body တစ်ခုပေါ်တင်တဲ့အခါကျရင်မလှဘူးလေနော်ကဲအဲ့ဒါဆိုရင်တို့တွေကဒီပတန်လေးကိုဘယ်လိုမိတ်တူကူလဲဆိုဒီအတိုင်းပဲဒီမှာကြည့်တို့တွေဒီအတိုင်းလေးပဲမိတ်တူကူချသွားမယ်ဒီမှာတွေ့လားနော်မိတ်တူကူချသွားမယ်ဒီမှာဒီအတိုင်းပဲဒါဆိုဒီနေရာခောက်မဲ့နေရတဲ့ဒီနေရာတွေလေတွေ့လားဒါလေးတွေမှတ်ခောက်မဲ့နေရဒီနေရာလေးတွေမှတ်နော်ဒီမှာခောက်ကြောင်းခောက်မဲ့နေရတဲ့ဒီနေရာလေးတွေကိုမှကိုမနာလဲဆိုအမအတွန့်လေးတွေလောက်ထားဒါခောက်မယ်ဆိုတဲ့သဘောတရားတွေ့လားဒါခောက်မယ်ဆိုတဲ့သဘောတရားနော်ပြီးရင်အဲ့ဒီအတိုင်းလေးကိုတစ်ချက်ဘယ်လိုလေးလုပ်လဲဆိုတာတစ်ချက်လေးနော်ကြည့်မယ်ကဲအဲ့ဒါဆိုရင်တို့တွေကခုနပြလာတဲ့အတိုင်းဒီမှာမိတ်တူလေးကူထားပြီးတို့ခောက်မဲ့နေရလေးလည်းအကုန်မှတ်ထားပြီးအဲ့ဆိုတစ်ချက်ကြည့်မယ်ဒီပုံစံလေးပေါ်ရတယ်တွေ့လားအဲ့ကြောင့်တချို့ဆိုရင်ဟာငါလှုပ်လိုက်ရင်ငါပတ်တန်ရိုင်းညစ်ပတ်နေတာပဲ body မှာပေါ်တာမလှဘူးသူမြန်ပတ်တန်လေးဆိုလှနေတယ်ဆိုတော့ဒီအတိုင်းပဲလေနော်ပထမဆုံးကိုလုံးမယ်မှတ်မယ်ပြုတ်မယ်ဒီပတန်းရဲ့ညစ်ပတ်နေပါမယ်အဲ့ဒီခါကျရင်ဒီပတန်းရုပ်တို့ကဘာဖြစ်လဲလှပနေအောင်လို့မိတ်တူတစ်ခုပြန်ကူးတယ်ကူးပြီးတော့မှတွေ့လားသူခောက်စာတွေအားလုံးတို့တွေကဒီမှာမှတ်ထားပြီးသားတွေတွေ့တယ်နော်ပြီးတော့ဒီပတန်းကိုဖယ်လိုက်တယ်ပြီးတော့ဒီပတန်းကြီးကိုအခုတို့အလှဖြစ်သွားအောင်လုပ်လိုက်တဲ့အတွက်ဒီပတန်းကြီးကိုညှက်ချလိုက်မယ်နော်အဲ့ဆိုတစ်ချက်လိုက်ကြည့်မယ်ကဲအဲ့ဆိုရင်ကြည့်လေနော်ဒိုးညှက်ချလိုက်တဲ့အပေါ်မှာဒိုးကဒီပုံစံလေးရသွားပြီကဲရသွားပြီဆိုဒိုးအဓိကဘာကိုအခြေခံထားတာလဲကဲအဲ့ဒါဆိုရင်ကြည့်နော်တို့တွေကအဓိကတို့ဒီ layer တစ်ခုကို technique ပိုင်းတစ်ခုယူရတဲ့မှာဘာကိုအခြေခံသွားတာလဲဆိုတော့ဒါအမျိုးမျိုးယူပုံယူနည်းတွေရှိတယ်ဒါလေးကတော့တိတိကျကျလေးကိုယ့်ရဲ့ body ပေါ်မှာပေါ့နော်ချက်ကက်လေးနဲ့လှနေအောင်ပေါ်နေတဲ့ဒါယူတဲ့နည်းတစ်မျိုးပေါ့နော်ကဲအဲ့ဒါဆိုတို့ကဒီမှာကြည့်လေ body ကနေမိတ်တူထုတ်ထားတဲ့ဒီ306ဒီနေရာကြီးကိုအခြေခံသွားတာနော်အဲ့ဒီရမှာတို့တွေဘယ်လိုဆက်လုပ်ရမယ်ဘယ်လိုဆက်လုပ်ရမယ်ဆိုပြီးတော့တဆင့်ချင်းပြသွားတဲ့အတွက်အဲ့ဒီအတိုင်းလေးကိုလိုက်လုပ်ပေးပါနော်ကဲအဲ့နောက်ဆုံး file နဲ့အဆင့်ဒီအဆင့်ရောက်သွားပြီเนาะပတန်လှတဲ့အဆင့်ရောက်သွားပြီအဲ့တော့အဓိကဒီမှာဘာဖြစ်လဲ body ကနေပြီးတော့မိတ်တူထုတ်ထားတဲ့ဒီနေရာကိုအခြေခံသွားတယ်ကဲခုနကလိုပဲတို့တွေကဒီမှာခောက်ပြီးတော့သူ့ကိုဒီနေရာမှာလက်ထိအတွက်သူ့ရဲ့ layer ပေါ်နေပြီเนาะထိတယ်ဒီအပိုင်းတစ်ခုကလည်းတို့ကဒီမှာဒီနေရာကိုလက်ထိတယ်တွေ့လားသူ့ရဲ့ layer လေးဒီမှာပေါ်နေပြီအစင်လေးเนาะတိတိကျကျလေးတို့တွေကပြီးရင်ဒီဘက်အချမ်းလေးအိတ်တိုင်းပဲတို့တွေတွေ့လားဒီမှာ layer လေးပေါ်သွားပြီเนาะအဲ့ပေါ်သွားတော့မှတို့က body ပေါ်တင်တဲ့ခါကျရင်တို့ဒီ layer လေးကိုတိတိကျလေးပေါ့ဒီလိုမျိုးလေးတွေလိုက်လုပ်လိုက်တာပေါ့เนาะတွေ့လားဒီပုံစံလေးတွေပြီးရင်ဒီဘက် layer လေးเนาะဒါဆိုရင် तू ကလည်းဘယ်လိုလဲဆိုတော့เนาะ technique ပေါ့เนาะတိကျတဲ့ technique တစ်ခုလေးပေါ့เนาะဒါတကယ်တင်တန်းမှာတင်တဲ့ပုံစံလေးကိုတခုမှမလျှော့ဘဲနဲ့ပညာဌာနဆိုပေမဲ့တိချာလေးတင်ပြထားပေးတာเนาะတချို့ကြတော့လေအိမ်စာလေးတွေလည်းပြတယ်စစ်ပေးတယ်မှန်တယ်လိုက်လုပ်တယ်ပေါ့เนาะဟုတ်ပြီเนาะဒီပုံစံလေးကဲဒီပုံစံလေးက body မှာဘယ်လိုပေါ်လဲဆိုတာတစ်ချက်လောက်လိုက်ကြည့်ပေးပါเนาะဟုတ်ပြီเนาะအဲ့ဒါဆိုတို့ကဒီမှာကြည့်เนาะဒီမှာလေတိကျလှပတဲ့ technique ပိုင်းလေးရသွားတာပေါ့နော်အဲ့ဒါလေးလိုက်လုပ်ပေးကြည့်ပါနော်ဒီနေရာလေးတွေဆိုရင်ခုနတို့ကခွဲကားလုပ်ထားတာဒါပိတ်မှာဆိုတော့လှိုင်းလေးတွေထနေပါနော်ဒီမှာကစက်ကူဖြစ်တဲ့အတွက်မာတောက်နေတော့သူကအဲ့လိုပုံစံလေးတော့မပေါ်ဘူးနော်
ကဲအဲ့ဒါဆိုရင်ဒီပုံစံလေးကိုတစ်ချက်လိုက်လုပ်ပေးကြည့်ပါ